ထမဦးဆုံးချင်းစော်ကားတီကိုအခွန်လေးတွေပြောင်းနေအောင်တင်လိုက်တယ်ပြီးရင်အစိတ်လေးထုတ်ပြီးဂျင်းရယ်ငရုတ်ဒီဇိန်းရယ်ပစံကြောက်လေးရယ်ငပိလေးရယ်အားလုံးလိုမှုေးနေအောင်လှော်လိုက်တယ်ပေါ့ကွယ်အဲ့ဒါပြီးရင်ဟိုဟာထောင်းလို့ကောင်းလို့ချင်းစော်ကားတီကိုပပလေးလှီးပြီးနှုတ်ကလေးလှီးထားလိုက်တယ်အဲ့ဒါပြီးရင်အဲ့အားလုံးတစ်ခါလေးရောထောင်းလိုက်တယ်ကွယ်ပြီးရင်သူကအဲ့လိုမျိုးလေးအချင်းလေးနည်းနည်းပိုဖြောင်စားလေးထက်ဒါပဲသူကပစုံကြောက်ပါပြီးစားဆိုချိုးနေပြီလေပြီးရင်သူကအဲ့လိုမျိုးပိုပြီးစားလို့ကောင်းအဲ့ပဲဖီလေးဆန်းနေထမင်းမိန်မမိန်ပြီးသူကအဲ့မုံညင်းဟင်းရည်လေးနဲ့အရန်လိုက်တယ်ဒီဗီဒီယိုထဲမှာမုံညင်းဟင်းရည်လေးတော့တင်ဖို့မပါပါဘူးဆက်ဆက်လေးနဲ့ထမင်းအရန်မိန်